တို့မြန်မာလူမျိုးတွေကအသီးမှတရက်အရွက်မှလက်ဖက်လို့တင်စားပြီးတော့ကိုလက်ဖက်တုပ်ဆိုရင်အရန်ကြိုက်ကြတာပါဆန်နီလည်းလက်ဖက်တုပ်အရန်ကြိုက်တဲ့ထဲပါပါတယ်အဲ့တော့ဒီနေ့မှာဆန်နီကကယ်လိုရီနည်းပြီးတော့ဝိတ်မတက်တဲ့လက်ဖက်တုပ်လေးတုပ်ပြပေးပါမယ်ဝိတ်ချနေတဲ့ချိန်မှာလက်ဖက်တုပ်စားခြင်းတဲ့သူလေးတွေဆန်နီနဲ့တူတူကြည့်လိုက်ကြရအောင်ဝယ်လာတဲ့လက်ဖက်ကလေးတွေကိုအရင်နေအကုန်လုံးဖယ်ထုတ်ပြီးတော့နှူးတဲ့အပိုင်းလေးကြီးပဲရွေးသုံးပါမယ်ပြီးရင်တော့အခုလိုမျိုးရင်နွေးပူပူလေးနဲ့အနည်းဆုံး10မိနစ်စိမ်ပေးရပါတယ်နှစ်ပြီးသားလက်ဖက်တွေဆန်နီမသုံးဘူးနော်နှစ်ပြီးသားလက်ဖက်တွေမှာပါတဲ့အချိုမုံနဲ့စီတွေကိုဆန်နီကြောက်လို့ပါလက်ဖက်နဲ့နေတော့မှလက်ဖက်နဲ့တူတူတွဲစားဖို့အတွက်ဖိုင်ဘာလေးတွေပြင်ထားပါမယ်ဖိုင်ဘာလေးတွေကိုတော့ဆန်နီကခေါ်ပြီးရခန်းရည်သည့်အနီအစိမ်းလေးရချင်းချင်းဆက်ဆက်စားချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့တမယာသီးနဲ့ငရုတ်သီးစိမ်းလေးတွေလည်းထည့်ထားတယ်လက်ဖက်ဆိုရင်လေးနာတတ်တာမို့လို့ကြက်သွန်ဖြူလေးပါထည့်ထားပါတယ်လက်ဖက်တုပ်ဆိုရင်ယူနီချမ်းပူပူလေးနဲ့အရန်လိုက်ဖက်တာမို့လို့ဆန်နီကယူနီချမ်းလေးပါနှက်ထားပါမယ်ဒီနေရာမှာလက်ဖက်6ကိုတော့ဆန်နီက green tea သုံးပါတယ်နော် green tea ကအစီချဝိတ်ချတဲ့နေရာမှာအရန်ထောက်ကူပြုတဲ့ supplement တစ်ခုမို့လို့ဆန်နီတွဲတောက်တာပါဝိတ်ချနေတဲ့ချိန်မှာယူနီချမ်းတောက်ချင်လာလို့ရှိရင်ရိုးရိုးလက်ဖက်6အစား green tea လေးကိုရွေးတောက်ပေးပါနော်ဆန်နီကတော့ green tea အထုပ်ကလေးကိုရင်းနှီးပပတ်စုလေးလောင်းပြီးအဖုံးလေးအုပ်ပြီးနှက်ထားပေးလိုက်မယ်ရှင်လေးပပတ်စုမှာ10မိနစ်စိန်ထားတဲ့လက်ဖက်သားလေးတွေကနူးအိလာပြီဆိုရင်တော့အခုလိုမျိုးရေလေးနဲ့2ထပ်3ထပ်ရေပြောင်းအောင်လုပ်ဆေးပေးရပါတယ်ဒါမှလက်ဖက်မှာကန့်နေတဲ့ဖုံနေသေးတွေနဲ့အညစ်အကြေးတွေပြောင်းရှင်းသွားပြီးတော့အခါတက်လေးကပိုပြီးရော့သွားစေမှာပေါ့နော်ရေဆေးထားပြီးသားလက်ဖက်ကလေးတွေကိုရေပြောင်းအောင်ညှစ်ပြီးတော့အခုလိုမျိုးကက်ကြီးလေးနဲ့ကိုက်ထည့်ပြီးတော့မှတုပ်ပါမယ်ဒါမှလက်ဖက်သားလေးတွေကိုအရသာလေးတွေဝင်မှာပေါ့နော်ပြီးရင်တော့လက်ဖက်နဲ့တွဲတုပ်စားဖို့အတွက်ဖိုင်ဘာလေးတွေကိုစံနီထည့်လိုက်ပါမယ်လက်ဖက်တုပ်စားတဲ့အချိန်မှာမအီပဲနဲ့ချင်းချင်းဆက်ဆက်လေးဖြစ်အောင်လို့ဆန်နီကတမယာသီးလေးတွေငရုတ်သီးစိမ်းလေးတွေစက်သွန်ဖြူလေးတွေကိုပါထည့်ပေးထားရနော်ဆန်နီကပဲကြော်စံမထည့်ထားတဲ့အတွက်ကြောင့်မို့လို့လက်ဖက်တုပ်ဆင်းဆင်းလေးဖြစ်အောင်လို့မြေပဲစားလော်ထမင်းစားဆုံးတစ်စုံခွဲနဲ့နှမ်းလော်ထမင်းစားဆုံးတစ်စုံထည့်ပေးပါတယ်ဒါမှလက်ဖက်တုပ်လေးကဆင်းဆင်းလေးနဲ့ပို့ပြီးစားကောင်းစီမှာပေါ့နော်အရသာအတွက်စားလေးကိုတော့လက်ဖက်ရည်စုံတစ်စုံထည့်မယ်လက်ဖက်တုပ်ဆိုရင်စီလေးအိနေမှာစားလို့ကောင်းတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီနေရာမှာမြင်များထည့်လို့ရပြီးတော့ကယ်လိုရီနည်းတဲ့စီအမျိုးအစားကိုသုံးပေးရပါတယ်နေကြစီလိုမျိုးတန်လွင်စီလိုမျိုးစီတွေကိုအသုံးပြုပေးရတယ်ပေါ့နော်ဆန်နီကတော့နေကြစီလေးထမင်းစားစုံနဲ့2စုံထည့်ပေးထားပါတယ်ဒါမှလက်ဖက်တုပ်လေးကစီအီလေးနဲ့ပို့ပြီးစားကောင်းစီမှာပေါ့နော်ကဲပြီးရင်တော့ချင်းချင်းဆက်ဆက်လေးစားချင်တာမို့လို့တမယာရည်လေးကိုခုလိုမျိုးလေးညှစ်ထည့်ပေးပြီးတော့လက်လေးနဲ့အာရပါရနှမ်းစားအောင်နေပေးလိုက်လို့ရှိရင်တော့အရန်ကိုမှစားလို့ကောင်းတဲ့လက်ဖက်တုပ်လေးတစ်ပွဲရပါပြီလက်ဖက်တုပ်ကြိုက်တဲ့လူတွေကတော့ဒီပုံမြင်ပြီးတော့စားချင်နေမှအသေးချာပဲပေါ့နော်အကျော်စံမထည့်ဘူးလားလို့မမေးရဘူးเนาะအကျော်စံမှာပါတဲ့ကယ်လိုရီကိုကြောက်ပါရှင်ဝေးချနေတဲ့ချိန်မှာတုပ်စားတတ်မယ်ဆိုရင်လက်ဖက်တုပ်တောင်မှ Traver Slab ပုံစံမျိုးပြောင်းသွားတယ်ပေါ့နော်အဲ့လိုမျိုးနီးနှန်းလေးတွေကိုဆန်နီကအမြဲတမ်းမျှဝေပေးနေမှာပါကဲဆန်နီကတော့လက်ဖက်တုပ်ဆင်းစိမ်လေးနဲ့ green tea လေးတစ်ခွက်နဲ့လွေးလိုက်ပါအောင်မယ်ရှင်အခုလိုမျိုးမြန်မာပါဇက်နဲ့ကိုက်ညီရဲ့ကျမ်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်လေးတွေကိုချက်ပြုတ်တက်ချင်တယ်ဆိုလို့ရှိရင်ဆန်နီရဲ့ page လေးကို like and follow လုပ်ထားပေးဖို့မမေ့ပါနဲ့နော်ကြည့်ရှုအားပေးနေကြတဲ့တယောက်ချင်းစီတိုင်းကိုဆန်နီကအမြဲတမ်းကျေးဇူးတင်နေတာပါရှင်နောက်ထပ်ဗီဒီယိုတွေမှာအသစ်တွေနဲ့ပြန်တွေ့ကြမယ်နော်